Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အပြင်ကစားကျင်နေတာကြာပြီဖြစ်တဲ့ဂျာတန်တုပ်လေးတုပ်စားဖြစ်ပါတယ်ရှင်ကဲဂျာတန်တုပ်လေးဘယ်လိုတုပ်လဲဆိုတာလိုက်ကြည့်ပြကြပါအောင်နော်ပထမဦးဆုံးဂျာတန်လေးတွေထည့်ပါမယ်ရှင်ပြီးရင်တော့တကွားတီလီထားတာရဲ့ကြက်သွန်လေးလီထားတာကော်ဖီပပလီထားတာရဲ့နဲ့နန်းနန်းလေးကိုထည့်ပါမယ်ရှင်ပြီးရင်တော့ငရုတ်စော်လေးထည့်ပါမယ်ရှင်အပြုံးကတော့ငရုတ်စော်လေးရဲ့မကြီးမရဲ့ကိုကျိုးထားတာပါနော်ပြီးရင်တော့ဗဂျက်မွန်လေးနဲ့ထည့်ပါမယ်ရှင်ပြီးရင်တော့စီချက်လေးထည့်ပါမယ်နော်ကြက်သွန်ပြူစီချက်ပါရှင်ပြီးရင်တော့အချိုမုံလေးနဲ့ငရုတ်သီးလော်မုံကိုတော့ကိုစိတ်ကြိုက်ထည့်နိုင်ပါတယ်ရှင်ပြုံးကတော့ချင်းချင်းဆက်ဆက်လေးစားကျင်တာမို့လို့မြများလေးထည့်ထားပါတယ်ရှင်ပြီးရင်တော့တမအောင်နေလိုက်ပါမယ်နော်ကဲတမအောင်နေပြီးရင်တော့ချင်းချင်းဆက်ဆက်နဲ့ရန်ကိုစားလို့ကောင်းတဲ့ဂျာတန်တုပ်လေးရပါပြီရှင်ကဲချင်းချင်းဆက်ဆက်ဂျာတန်တုပ်လေးရဲ့ဖင်ကားရိပ်ပူပူလေးနဲ့ဘယ်လောက်စားကောင်းလဲဆိုတာလိုက်ကြည့်ပြကြပါဦးရှင်ဒီနေ့မှာတော့အပြုံးကဂျာတန်တုပ်လေးကိုစားပြပါမယ်ရှင်အပြုံးနဲ့တူဂျာတန်တုပ်လေးလိုက်စားကြပါအောင်ရှင်စားကြပါအောင်ရှင်ကဲပြုံးကတော့အရင်စားခြင်းနေအောင်ဆွဲလိုက်ပြီနော်ဒီစကားလေးရအောင်လာပါဟုတ်တယ်ဟင်္ဂပြန်စားကြတယ်ကြာဒီနေ့မှလောက်ပဲလောက်စားနိုင်ရတော့ကောင်းကဲပြောမှစားလို့ရပြီဆိုတော့ဗီဒီယိုလေးကိုဒီနေရာမှာပဲဆုံးသက်လိုက်တော့မယ်နော်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်တတာ